လူတယောက်နဲ့ခေါင်းတစ်လုံးထဲမှာအတူအိတ်နိုင်ဖို့အတွက်ရှေးဘဝပေါင်းထောင်ချီကုသိုလ်ပြုမှဖြစ်လာမယ့်အရာတစ်ခုပါမင်းဘေးနားမှာရှိနေတဲ့လူကတကယ်တော့မင်းစီကိုလွယ်လွယ်နဲ့ရောက်လာတာမဟုတ်ပါဘူးစာပေကျမ်းကန်ဖော်ပြချက်တွေအရဘဝပေါင်းများစွာနှစ်ပေါင်းထောင်ချီအောင်ကုသိုလ်ကံခြင်းထပ်တူကြခဲ့လို့မှအတူတူရှိခွင့်ရလာတဲ့ကံကြမ္မာတစ်ခုဖြစ်ပါတယ်လောကကြီးမှာလူဦးရေတန်း8000ကျော်ရှိပါတယ်အဲ့ဒီထဲကမှမင်းတို့နှစ်ယောက်လမ်းမှာမတော်တဆဆုံတွေ့ခဲ့ကြတယ်တန်ရောစဉ်ဖြစ်ခဲ့ကြပြီးတယောက်ရဲ့အသက်ရှူတန်ကိုတယောက်ကအနီးကပ်ဆုံးကြားရတဲ့အထိနီးစပ်ခွင့်ရလာကြတယ်စိတ်ပညာအရဒါဟာဖြစ်နိုင်ခြေ3%နီးပါးရှားပါတဲ့အခိုက်အတန့်ပါရှင်းလူကြီးတွေပြောသလိုကုသိုလ်ကံပဲဖြစ်ဖြစ်ကံကြမ္မာလို့ပဲဆိုမင်းဘေးနာကလူကမင်းစီရောက်လာဖို့ဘဝပေါင်းများစွာဖြတ်တန်းပြီးစောင့်ခဲ့ရတဲ့သူဖြစ်နိုင်ပါတယ်ဒါပေမဲ့တွဲလာကြတဲ့ချစ်သူတွေမှာအဖြစ်များဆုံးပြဿနာကကိုယ့်အနားမှာရှိနေတဲ့လူရဲ့တန်ဖိုးကိုမေ့သွားတတ်ကြတာပါဒီနားမှာအတူတူထိုင်နေရတဲ့သူ့ကိုကြောခိုင်းပြီးဖုံးမဲကြည့်နေမိတာမျိုးမက်ဆေ့နောက်ကြတာနဲ့စိတ်ဆိုးပြီးလမ်းခွဲဖို့လွယ်လွယ်ပြောမိတာပါ။သစိမ်းတွေအပေါ်ကိုယဉ်ကျေးပြပြီးကိုယ့်ကိုအချစ်ဆုံးသူကိုတော့စိတ်တိုင်းကြနာခြင်းအောင်လုံးမိနေတတ်ကြပါတယ်။အချစ်ရေးရဲ့ခါးသီးတဲ့အမှန်တရားတစ်ခုကသင်တို့အတွဲကတနေ့ကြခွဲရမယ်ဆိုတာပါ။ခေါင်းတစ်လုံးနဲ့အတူအိပ်ရတဲ့အချိန်ကလွယ်လွယ်နဲ့ဆုံခဲ့ကြတာမဟုတ်ဘူးဆိုတာသတိရပါ။တကယ်လို့တင့်နားမှာဘယ်သူမှမရှိရင်တော့တင်းနဲ့အတူနေဖို့ဘယ်သူမှကုသိုလ်မလုပ်ခဲ့ကြဘူးဆိုတဲ့အဓိပ္ပာယ်ပါပဲ။